မင်္ဂလာပါမျိုးဟင်းကျော်တန်လင်းဂိမ်းရှော့ကနေကြိုဆိုလိုက်ပါရဗျာနော်ငယ်ဘွားမှတ်တရဂိမ်းလေးရုပ်ထွက်ထူးကြည့်သေးတဲ့ PS22 HDMI ကွန်ပျူတာလေးရောဂိမ်း150ဝန်းကျင်ပါ external head တဲ့နော်ကလောက်ကတင်နှလုံး memory card ပစ္စည်းစုံအမကတလားလေးနဲ့ပကိုးမျိုးကနေပြီးတော့ငွေကြိုလဲဝယ်ယူထားတယ်လေးဗျာနော်ရာရဲမြန်ကြောက်ဖို့လေးနဲ့ပို့ဆောင်ပေးထားပါတယ်AC ကျိုးတုံးမယ် HDMI PS22 HDMI ကွန်ပျူတာလေးတုံးမယ်ဂိမ်းကလုတ်တုံးမယ်ပြီးရင် HDD USB ကောင်းလေးတုံးမယ် memory card တုံးမယ်နော်ပြီးတော့မှဂိမ်းဆက်ပါဝါလေးကိုဖွင့်လိုက်မယ်ဗျာနော်OBS software လေးတက်လာမယ်ဗျာနော်ဒီ OBS software လေးရဲ့ memory card ထဲမှာပါတယ်နော်ဂိမ်းနေရာကျတော့ external hard disk ထဲမှာပါတယ်ပြီးရင်အရှိစာမျက်နှာသွားခြင်းတစ်မျက်နှာကိုဂိမ်း20ရှိရအရှိစာမျက်နှာနှစ်ခြင်းအဝါနေမယ်အနောက်စာမျက်နှာသွားခြင်းအဝါနေမယ်ဗျာနော်ဒီမိချန်နဲ့တရားဂိမ်းလေးရောက်ပြီဆိုရင်controller နေပြီးတော့ 8 cloud လေးကိုနှိပ်ပြီးတော့ရွေးဆော်လို့ရတယ်နော်ဒါလေးကတော့ horror game လေးစမ်းပြပေးထားတာဖြစ်ပါတယ်ဗျာနော် P2 P3 ဂိမ်းစမ်းတဲ့ပို့ပစ္စည်းလေးတွေဆက်သွယ်ဆောင်ကန်မိမျက်မှာကျနေဆိုရင်3993386926ဖုန်းပိုက်ပါ Telegram နဲ့အသေးစိတ်ဆောင်တဲ့မိမျက်နိုင်ကြဗျာနော်ရန်ကုန်မြို့ရင်းဆိုင်ပစ္စည်းရငွေချရပါတယ်ကျန်တဲ့မြို့တွေကတော့ဝင်းမနီကောက် PP ကောက် ERP ကောက်လေးနဲ့ငွေချိုလဲမှာလို့ရပါတယ်ဗျာနော်ဒါလေးကတော့ကောရောပါ1K လေးစမ်းပြပေးထားပြီနော်ဝေအပိရပါတော့လည်းကျေးဇူးအများကြီးတင်ပါတယ်ဒီကနေ့လေးရှင်လည်းချက်ပါဝယ်ဖြစ်ဖြစ်ကွန်မန့်ပါဝယ်ဖြစ်ဖြစ်မြင်မြင်နိုင်ကြဗျာနော်ကျေးဇူးပါအကောင့်လေးကိုလည်း like share နဲ့ follow လေးလုပ်ပေးပါအောင်နော်